Shelly ဒီမှာ Shelly ရိုက်ခိုင်းထားတဲ့ဟိုအဖိုးကြီးဖိုးသုံးနေတော့ကိုအနောက်ကနေရိုက်ထားတဲ့ဟာရှင်ကအများကြီးပဲမလိုတဲ့ဟာတွေရောကျမ mobile banking ရဲ့ဟိုဟာတွေပဲရိုက်ခိုင်းတာလေဟုတ်တယ်လေတထင်းနဲ့သူစီးမပြောနေတာဟုတ်စီးမကသူ့ဟိုတဲ့300လောက် mobile banking လွှဲပေးပါဆိုတာစကားပြောပြီးနောက်ပိုင်းကိုနောက်ကနေရသမျှအကုန်ရိုက်ထားတာပဲShelly လိုချင်တာပါမှာပါအများကြီးပဲညို့ခုချင်းစီကြည့်လိုက်ရအောင်ကြည့်ပါခဏတွေ့လားတွေ့ပြီဒီမှာတွေ့ပြီဇာမီတွေ့ပြီ password တော်သေးတာဗောအဲ့ဒါဆိုကို Shelly အချစ်ကိုရပြီပေါ့နော်ဟာသွားပြီဘာသွားတာလဲ Shelly ရဲ့နင်းဒီ mobile banking ရဲ့လေ user name နဲ့ password ပဲပါလို့မရဘူးအဲ့ဒါကျမအကောင့်နေ login ဝင်လို့ရတယ်ပဲထားအောင်ငွေလဲဖို့ကြတော့ OTP လို့တယ်လာရပြီ OTP ဆိုတာဘာလဲOTP ဆိုတော့ one time password ကိုပြောတာငွေလွှဲဖို့ဆိုရင်ကဏ္ဍ6လုံးလိုတယ်အဲ့ကဏ္ဍ6လုံးပါမှရမှာကိုကအဲ့ကဏ္ဍ6လုံးဘာမှသွားခိုးရမှာလဲဟုတ်တယ်အဲ့ကဏ္ဍ6လုံးခိုးလို့မရဘူးလေအဖိုးကြီးရဲ့ဖုန်းထဲကိုပဲရောက်မှာအဲ့တော့အဖိုးကြီးဖုန်းခိုးခဲ့ဟာShelly ရလေကွာအဖိုးကြီးဖုန်းကိုခိုးခဲ့ပါလားဆိုအစောကြီးတည်းပြောလိုက်ပါလားကွာကျမလည်းတတိလက်လွတ်ဖြစ်သွားတော့ခုမှတတိရမလို့လုံးမသွားပြန်ခိုးမှပြန်ခိုးခဲ့အဲ့ဆိုကိုကShelly ချစ်ကိုမရသေးဘူးပေါ့လို့ရမှာလေကျမလိုချင်တာမပါတဲ့ကိစ္စကိုရော့ရှင်ဟာအဘေဒူငါမင်းကိုပြောစရာတွေရှိရကွာအဲ့ဒါကဲပြောစရာရှိတာပြောပါကွာမင်းကလည်းအချင်းချင်းတွေကိုလာပြီးစကားပလင်ခံနေပြီငါပြောနေတဲ့ Shelly ဆိုတဲ့ကောင်မလေးကိုမင်းသိရနော်သိရလေဘာလို့အေးအဲ့ Shelly ကငါတနေ့ကြရင်ငါလက်ထပ်ဖို့ရည်ရထားတယ်ငါချစ်သူပဲကွာဆိုဒီအရင်မရှိပါနဲ့ကွာလူရင်းကိုပြောသမ်းပါပြောမဖြစ်ချင်တာလေလို့ကွာ Shelly နဲ့ငါနဲ့ပေါင်းပြီးတော့ခွင်ဆင်ထားကြတယ်အဲ့ခွင်ကပထမတစ်ဆင့်တော့ပြီးသွားပြီအေးနောက်တစ်ဆင့်ကတော့မင်းကူညီလို့တဲ့အာဘေဒူကရတယ်လေငါကူညီမယ်ဘာကူညီရမှာလဲပြောလို့ကွာငါအခုဟန်ဆောင်လုံးနေအိမ်မင်းတို့300ဝင်ခိုးတဲ့အိမ်လေအဲ့အိမ်ကအိမ်ပိုင်ရှင်အဖိုးကြီးစီကမင်းဖုန်းကိုခိုးပေးပါလားကွာမင်းကလေမင်းကူညီတာကူညီလို့ရတယ်ကွာဒါပေမဲ့အဲ့ဒီအိမ်တွေကိုငါတို့နောက်တစ်ခေါက်ထပ်ဝင်ဖို့ကတော့မလွယ်ဘူးထင်တယ်မင်းကခိုးတဲ့နေရာမှာကျွမ်းကျင်တာပဲလေကွာဟုတ်ပါကွာနော်ဟုတ်လေကွာမင်းကလေအဲ့ဒီဖုန်းလေးခိုးတာတော့ငါမလို့ဘူးလေကွာမင်းကအဲ့ဒီမှာလုံးနေတာပဲမင်းတွေ့ရချင်းအိမ်ထဲကောက်တဲ့ခင်ပြီးပြီကိစ္စအဲ့လိုလုပ်လို့ဘယ်လွယ်မလဲကွာမင်းတို့ဝင်ခိုးပြီးသွားတဲ့နောက်ပိုင်းကလေးကငါ့ကိုတို့ရမတင်ကားတဲ့မျက်လုံးတွေနဲ့ကြည့်နေကြတာကွာလို့ပါကွာငါလည်းတော့လည်းမင်းကိုကူညီထားလို့မင်းငါ့ကိုကူညီပေးပါလားကွာနော်ကူညီမှာပါဒါပေမဲ့ငါစဉ်းစားနေတာကွာအဲ့အိမ်ထဲကလူကြီးရဲ့ဖုန်းကိုဘယ်လိုခိုးရမလဲဆိုတော့လို့ကွာရအောင်အိမ်မျိုးတော့ထပ်ဝင်လို့အဆင်မပြေတော့ဘူးအဲ့တော့အဲ့လူကြီးအပြင်သွားရင်ဘယ်လိုသွားတယ်ဘာတွေလုပ်တယ်ဆိုတော့မင်းငါ့ကိုလှမ်းပြီးတော့အကြောင်းကြားဟုတ်ပြီသူသွားတဲ့နေရာအခြေအနေကောင်းတယ်ဆိုရင်အဲ့နေရာကိုလာပြီးတော့အဲ့မှာနေကဖုန်းမဖုန်းကလမ်းမပြောက်တော့ဆိုရင်မင်းလည်းကြွမလဲတော့ဘူးအိမ်မှာပြောရင်မင်းမှုပတ်မှာအဲ့ဒါလည်းဟုတ်တာပဲဟုတ်ပြီအဲ့ဆိုလို့ရှိရင်ငါအဖိုးကြီးဘယ်ကိုသွားတယ်ဘယ်ကိုလာတယ်ဘယ်မှာရှိနေတယ်မင်းကအကုန်အကြောင်းကြားမယ်နော်ဒုက္ခပြီးတဲ့ကောင်ကွာဟုတ်အခုကဒီရက်ကွက်ဒီရက်ကွက်ရတော့မဟုတ်ဒီရက်ကွက်တဲ့အကုန်လုံးကငါ့ပိုင်အဲ့နာမည်စိုးကြီးမှတ်လားဟုတ်အဲ့ဆိုရင်လေဒီအနီးနားမှာအာပေတူးဆိုတဲ့ကောင်သိလားအာပေတူးဟုတ်အာပေတူးဘာလို့ပုံမလဲဒီလိုဗျာကွာဒီအာပေတူးဆိုတဲ့ကောင်ကလေကျွန်တော်ဦးလေးကြီးကစိတ်လက်စုပ်ကိုခိုးသွားပြီးတော့အတုံးနဲ့လဲခဲ့တယ်ဗျာအဲ့ဒါဦးလေးကကျွန်တော်ပြဿနာကြီးရှာနေတယ်အဲ့ဒီကောင်မှရှာမတွေ့ရင်ကျွန်တော်ထောင်လေးထည့်မယ်ဆိုလို့ကိုရလောက်ပါဗျာကုညီပါအာပေတူးဟုတ်အဲ့ပြဿနာတော့ငါကူညီပေးလို့ရပါတကယ်ကုညီပါဝမ်းသာပြီဗျာဒါမဲ့ငါညီလေးအရမ်းမပြောနဲ့လောကကြီးမှာဘယ်အရာမှအလကားမရနော်မင်းပြောတယ်ဘယ်သူဖဲကောအာပေတူးအေးအဲ့အာပေတူးဆိုတဲ့ကောင်ရှိကိုငါခေါ်သွားပေးမယ်မင်းက9000ပေးရဟာ9000မို့အခုကျွန်တော်မှတသိန်းပါတယ်အဲ့တသိန်းလုံးယူလိုက်မလို့9000ဆိုရတယ်ဆိုရက်ဘသူကမှမတရားတာမလုပ်နော်9000ပေးကျေးဇူးပါဗျာ9000နော်ဟာနော်9000ပြည့်နော်ပြည့်နော်ပြည့်ကျွန်တော်တသိန်းပါ9000အာပေတူးဟုတ်လာမနောက်လာခဲ့ဟုတ်ဟဲ့အောင်အေးရထိုင်ဟုတ်ခင်ဗျားတွေးကျင်တဲ့အာပေတူးကိုသွားဟောက်လိုက်အောင်
အဖေတို့ကဒီအိမ် ဟုတ်တယ်မခါဆောင်မ ဟုတ်ဟာဟုတ်စု တူတူငါပြောတာပဲလောက်နော်ငါခိုင်းတာလောက်နော် ဟုတ် ဟာအခြေတော်လာတယ်မင်းနဲ့မင်းကိုမေးလို့ရှိရင်အာပေတူလို့ပြောတာ ဟာကျုံနေမြဝင်စုံလေးခါကလား ပြောတဲ့တိုင်းလောက်လို့ပြောတာငါကြောင့်သိရနော်သိတယ်ငါပြောတဲ့တိုင်းလောက်နော် ဟုတ်ကဲ့ မင်းနဲ့မင်းအာပေတူ အဖေတို့ အေးဟုတ်ပြီနော်ဟုတ်တယ်မင်းအာပေတူလို့ပြောတာ ဟုတ်ကဲ့အဖေတို့ ကဲအဲ့ဒါ ညာ ခဏတွေ့စင်တဲ့အာပေတူဆိုတာအဲ့မှာပဲနော်မယ် အဖေတို့ဟာဟုတ်လေဟုတ်တော်တွေ့ကြအဖေတို့မဟုတ်ဘူး ဟာဟဲ့အဲ့ဒါအာပေတူလေဗျ မဟုတ်လေကျွန်တော်တွေ့ကျင်တဲ့အဖေတို့ကလေအရက်မြင့်မြင့်ထောင်မောင်းမောင်းဒီလိုလူစင်မမီတဲ့လူမဟုတ်ဘူး ဟဲ့လူခင်ဗျမရိုက်လိုက်လားခင်ဗျအရက်ကဘယ်လောက်ရှင်လဲခင်ဗျ မဟုတ်ပါဗျာကျွန်တော်ဥပမာပြောပြတာပါကျွန်တော်တွေ့ကျင်တဲ့အဖေတို့ဆိုတာအရက်မြင့်မြင့်ထောင်မောင်းမောင်းတားပြပြဒါကိုပြောတာ ခင်ဗျားကိုကျွန်တော်မေးတာခင်ဗျားတွေ့စင်တာအာပေတူဆို ဟုတ်တယ်လေ အေးအဲ့ဒါအာပေတူဆိုလို့ကျွန်တော်ခေါ်လာပေးတာ ဟုတ်တယ် အာပေတူမေးကြည့်လိုက်အဲ့ကောင်လည်းမေးကြည့်လိုက်ဝင်းစော်တဲ့ ဝင်းတော်တယ် မပုံနေမှာဝင်းစောတဲ့ရက်ွက်တယ်အာဘေတူလို့ခေါ်တာအာဘေတူ အာပေတူစက်ပတ်ရအာပေတူ ကျွန်တော်တွေ့ကျင်တဲ့ဒီအဖေတို့မဟုတ်ဘူးလေကျွန်တော်တွေ့ကျင်တဲ့အဖေတို့ကအရက်မြင့်မြင့်ထောင်မောင်းမောင်းသူမဟုတ်ဘူးလေ ဟဲ့မင်းပြောတာအာပေတူနော် ဟုတ်တယ်လေ အေးအာပေတူဆိုလို့အာပေတူဆိုခေါ်လာတာ ဟုတ်တယ် မင်းအမေအရက်မြင်တာရှယ်တာအဲ့ငါလည်းမသိဘူးလူမတူတာငါလည်းမဆိုင်ဘူးအာပေတူဆိုလို့အာပေတူဆိုခေါ်လာတာအာငါကိစ္စမဟုတ် မဟုတ်ဘူးလေကွယ်အခုကျွန်တော်အဖေတို့ကိုသိရဆိုကျွန်တော်ကအခုဒီအဖေတို့မဟုတ်ဘူးကျွန်တော်အဖေတို့အမြင်လို့ပြော ငါမသိဘူးလို့ ပြတာပါလို့ပြောလဲကိုလည်းအရင်ဒေါသကြွယ်ကွယ်အခုအဲ့ဒါက9000ပါဟာဟရငါတော့မင်းအာပေတူဆိုလို့ခေါ်လာလေအကိစ္စပြီးသွားပြီလေငါတော့ သူမဟုတ်ဘူးလေကွယ်ကျွန်တော်ပြောတာ သူမဟုတ်တာမဟုတ်တာငါမသိဘူးလေ ရ ဘာဖြစ်နေလဲ ဘာမှမဖြစ်ဘူးလေကွယ်မေးကြည့်တာဟုတ်ကဲ့ စိုးရင်တော့ ဟုတ်ကဲ့ ရက်ကွက်တော့လှည့်မဲကြီးလိုက်အောင် ဟုတ်ကဲ့ကွယ် ကြောင်တော့လာမနှောက်နဲ့ မလုပ်ပါဘူးကွယ် ဖြည့်ရဲလိုက်လို့မျက်လုံးကထွက်ပြီးတလုံးကတောင်ကြီးတလုံးကကလောရောက်သွားမယ်နော် ဟာဟိုလေမဟုတ်ဘူးလေကျွန်တော်ဒီ9000ဆုံးပြီလားဒါလေးမေးကြည့်တာပါကွယ် စိုးပြီ ဆုံးပြီဆိုရင်သိပါပြီ ပြန်မဖေးတာကွာရှင်းလား ရှင်းပါလေခင်ဗျာကျွန်တော်အဲ့ဒါပြန်တော့မယ်နော်ကိုနော် ကြောင်လုံးလုံးနဲ့လာပြီးတော့ငါ့ကို ဟုတ်ဒါလေးမေးရပါကွယ်ပြန်မယ်နော် သွား ဟုတ်ကဲ့ပါကိုတော့မယ်နော်ကိုတုံးဒါလေးမေးတော့ ဟာကောငါမသိ ကိုစိုးကြီး ဟာတိတ်ရော့မင်းလည်းပြောရင်ပြောတဲ့အတိုင်းလုပ်နော်ဘာလို့ပြောမှမသိဘူး ဟုတ်ကဲ့ပါကိုစိုးကြီး မှားပါဘူးအိမ်မနေတယ်တယ်မမနေ ဟုတ်ကဲ့ပါကိုစိုးကြီးဟုတ်ကဲ့ ပြအင်းကြီးဟောမလို့ အဲ့ဒီအင်ကြီးအဝါနဲ့လူရဲ့ဖုန်းငါတို့မှားပါ အဲ့ဒါဘယ်လိုမှမှာ ငါမှအစီအစဉ်ရှိတယ်ကွာငါအစီအစဉ်အရာမင်းနဲ့ကိုပါသိန်းနဲ့ကတားဖ မဖြစ်နိုင်ဘူးတော့ရမေကိုပါသေးလို့တော့ငါဖေးမလို့နိုင်ဘူးည မင်းကလေတကယ်မှမဟုတ်တာဟန်ဆောင်ပန်ဆောင်လေးတရုပ်ဆောင်ရတာလေကွာ ဟာတရုပ်ဆောင်တာကိုခင်ဗျားကိုကျွန်တော်ဖေးမတော်ချင်တာ ဟာ စိုးကြီးမင်းအိမ်လက်ကောက်ငါစိုက်ပေးရမှာနော်မင်းမလို့ငါတခြားကောင်ခိုင်းလိုက်မယ် ဟမ်အဲ့လိုမလုပ်နဲ့ကွာမင်းဟိုမင်းတကယ်စိုက်ပေးမှာနော် အေးလေ စိုက်ပေးမယ်ဆိုပြီးရောကွာ အဲ့ဒါခေါ်ကြည့်ဦး ဟောကျိုး ဘာခေါ်မှာတော့ ဟာအဖေလို့ခေါ်ကြည့်ဦးကွာမင်းကလေ ဟာမင်းကဒုက္ခပဲဘယ်ဆိုရပြီပေါ့ကွာ ခေါ်ကြည့်ဦး ဟောကျိုး ဟဲ့လူ ဘယ်အားရလို့လဲအဖေခေါ်မှာဘာဟဲ့လို့လဲမင်းကလေ ဖေကိုပါသိ ဖေကိုပါသိလို့ ဟုတ်တယ်လေ အဖေရိုက်ပေါ့ကွာ အကြောင်းတော့ကွာမင်းစိတ်မလက်မပါနဲ့ ဖေကိုပါသိ အဖေကိုပါသိ ဟာဆိုရင် ဟုတ်ပြီ ဟေး မင်းတို့တားဖားနေကွာလမ်းလျှောက်ထွက်လာလမ်းလျှောက်ထွက်လာရင်မင်းပြေကိုပါသိန်းကမူးပြီးတော့လဲသွားမှာအဲ့မှာမင်းကအရန်စိတ်ပူလား အော် နော်အဖေလို့ဖြစ်လာလေဗျာအဖေခေါ်ရင်းနဲ့အဲ့အင်ကြီးအဝါနဲ့လူစီကဖုန်းကိုမင်းကငှား ဟာ ကျွန်တော်ဖေမူးလဲသွားလို့ကျွန်တော်စေးအောင်ကောင်းဖုန်းဆက်ပြီးခေါ်ချင်လို့ကျွန်တော်ဖုန်းလေးခဏငှားပါဗျာဆိုပြီးဖုန်းငှားခဲ့လိုက် အော် အေးမင်းလက်ထဲကိုအဲ့ဒီဖုန်းရောက်ပြီဆိုတာနဲ့ရှူရှေမင်းကအဲ့ဒီဖုန်းကိုယူပြီးတော့နော်ရဒီကောင်းထဲတဲ့ဖုန်းကိုမင်းကထက်လူပြီးတော့ပြေးအာလူမင်းကဒီကောင်းလက်ကဖုန်းကိုထက်လူပြီးတော့ပြေးငါတို့အဲ့လိုအစင်းစင်းပြေးလိုက်မယ်ဆိုရင်တို့ငါတို့နောက်ကိုတိုက်လို့မရတော့ဟုတ်ပြီနော် ဟုတ်ပြီနော်မင်းကဘာလုပ်မှာ ငါမျက်နှာကိုတို့မှတ်မိနေပြီကွာငါဝင်လို့မရတော့ဘူးငါဟိုအကွယ်နားစောင့်ကြည့်နေမယ်နော်ရတို့တရာညောက်တည်းလုံးနော် အေးပါမင်းကလည်း စိတ်ချပါကွာမင်းကလေအဲ့ဆိုဒီဘာငါဘာသိမ့်ဖြစ်မလဲ အာသူပါသိဟမ် တတိဘာလဲကြည့်နေလဲ အေး
ငါဒီနေရာမှာအဖေကိုပြောပြီးတော့ဟိုတယ်ဆောက်ခိုင်းရင်ကောင်းမလားဆိုပြီးကြည့်နေတာရှုခင်းနေရလဲမိုက်တယ်လေ မိုက်တယ်ဒီမိုက်တယ်ဒီမှာသားလေဟိုတယ်ဆောက်မယ်ဆိုလို့ရှိရင်အနောက်မှာရှူခင်းတွေလည်းရှိတယ်ထီးရှူခင်းတွေလည်းအများကြီးပဲ အေးဟုတ်တယ်နော် ဟုတ်တယ် ထီရှူတိုးထဲမှာစောင့်ကောင်းတယ် ဟုတ်တယ်တတိ အေးအဲ့တော့နေလိုက်မလိုက် ဟုတ်ကဲ့တတိဟုတ်ကဲ့ နောက်မှထီရှူပင်းနေတွေ့လား တွေ့တယ်အများကြီးပဲ ဘယ်နှပင်ရှိလဲရေးစမ်း ထီးရှူတော့နေမှာထီးရှူခင်းတွေအများကြီးပဲလေဘယ်လိုမှလို့ရမှာတော့တတိရဲ့ အော်နင်းတို့ကလက်ကပေးခိုင်းထားတာလေဟိုကောင်းတွေကိုလက်ကားထားအောင်မဟုတ်သူတို့ကရေခိုင်း ဟုတ်ကဲ့လက်ကမ်းထားမင်းတို့ရှိသားရှိစမ်း တတိယတီရှူပင်တွေဒီတော့အများကြီးယူရီးပြီးကျွန်တော်တို့ကဘာလုပ်ရမှာလဲလို့ ဟာငါတုံးငါဒီနေရာမှာဟိုတယ်ဆောက်လို့ရှိရင်အဲ့ထီရှူပင်းနေမလွတ်ဘူးလေအဲ့တော့ဘယ်နှပင်ရှိတယ်ဆိုတော့ငါသိမှာဘယ်နှပင်ခုံးမယ်ဆိုတော့ငါသိမှာပေါ့အဲ့ကြောင့်ခုံးမယ်လို့ပြောတာ ဟဲ့တခိတော့ခေါက်လို့မရဘူးဒါနိုင်ငံပိုင်လေတော့ခေါက်ရင်တတိပဲဒီထောင်နဲ့ထွက်ကမှာဘူးနော် ဟုတ်လား ဟုတ်တယ်လေ အဲ့တော့ငါမသိတာငါကြိုပြောလေ ဘာဖြစ်နေဘာဖြစ်နေ အကိုဘူးလို့ပဲမူးလဲတာမူးလဲ ဒုက္ခပဲဗျာစောစောစီခမရဖေးကလည်းတာသလားဟမ် ဘယ်တော့မကောင်းမဘူးလေ ဘာဖြစ်လဲ တွေးတိုးတာ ခေါင်းဘူးလို့သွေးတိုးပြီး တွေးတိုးတာထင်တယ်ကိုကြီး ဒါလေးအဖေကိုစေးကိုကားလေးခေါ်ပေးပါ အကိုကြီးဟိုကျွန်တော်ဖုန်းလေးခဏလောက်ကားပါလားဗျာဟိုစေးုံကားလေးခေါ်ချင်လို့ ခမရလည်းဗျာဖုန်းငါပြီးဆက်နေလို့ဆိုအကြာကြီးပြည့်နေမှာကျွန်တော်မှကားပါတယ်ဟောခမရဖေးကျွန်တော်ကနေလိုက်ဖို့ပြလာ ဟုတ်ဘူးလေအဖေကမူးနေတာလေအဖေကမူးနေတာလို့ အယောင် ကျွန် ဝါ တော်ဖေကအဲ့လိုတော့လို့မရဘူးဖုန်းခေါ်လိုက်မှရမယ်ဟိုစေးုံကားဖုန်းခေါ်မှရမယ်ကိုကြီး ဩဘာမှအားနာစရာမလိုဘူးကျွန်တော်ကားပါနေတယ်ခိုင်းလိုက်ဖို့ဆေးရောအဝေးအသွားပြန်လူနာအသက်လူနေရတယ်ကျွန်တော်ကနေလိုက်ဖို့ပြလာအားဆို အဖေအဲ့ဒီကားကြီးတော့မစည်းပြသေးနဲ့ကွာကားကြီးအလက်ရောင်အဖေတို့နမိတ်မကောင်းတော့ ဟုတ်တယ်ကျွန်တော်ဖေက ခေါ်ပေးပါ ကျွန်တော်ဖေကအသားတာမဲတာအဲ့လိုကားအလက်တော့ဘာလို့အဲ့ဒီအလက်တော့မပွက်ဘူး ဒုက္ခပါပဲဗျာခမရတို့ကအယူကတီးနေသေးတယ်ကဲရဗျာရော့အနေနဲ့ခမရကျွန်တော်ခေါ်လိုက်တော့ဖုန်းနံပါတ်ပြောဖုန်းနံပါတ်ပြော ဘောဇီနိုနိုင် ဒီလိုနဲ့ဟာဖုန်းလူဝိုင်းဟာဟုတ်လားဘာဖြစ်လဲဘာဖြစ်စိတ်မကောင်းလားခုနတော့တေးမလို့နဲ့ခုကျတော့ထားပြီးတော့လူလိုက်နေဟဲကောင်းနေဟောကောင်းလေးကောင်းလိုက်တယ်ကွာ ဟိုမှာငါ့မိဖုန်းလူသွားပြီ ဟာဟုတ်တယ်ဟုတ်ပါလေ ဟာလက်မထူးတာ လူလိုက်နေဟေးရောက်ဟုတ်ကဲ့ဟဲ့မင်းတို့ကဘာလဲမင်းရောက်နေဟဲ့မင်းတို့မရောက်လိုက်လိုက်ဆောင်လို့မင်းသူတို့လိုက်လေပြေဆုံးမဖေးရလဲပြေတောင်းလိုက်တော့လိုက်ဖေးအောင် မင်းထိုးကြပြီအမလေးပဒံလေးကိုကန်လိုက်ပြီတော့အမလေးဟဲ့ကောင်မကြည့်တာပဒံခွေးကြောက်ဝကြောက်ကြောက်တာတော့ဒါသွားမယ်လေပဒံလေး ဘလို့ကောင်းလဲကွာဒီကောင်နဲ့တော့ဒုက္ခပဲ ပဒံဟာတော့အမလေးဟဲ့ကောင်မနည်းနည်းယူမဲဆွဲတာတွေ့လားဟဲ့နိမလုံးနဲ့စေးုံကောင်းခေါ်တယ်ဟာဒီဘယ်နဲ့မလဲဘူးမလေးထားပြီဟောပိုင်ပဒံပဲတော့ပဲဘာမလို့လဲ ဟိုမှာပါသွားပြီဖုံးကတသေးအတွက်ရေးကြည့်တယ် အဲ့ကောင်ကအရင်မကြည့်ဘူးပဒံအရင်ကြည့်တယ်ထားလိုက်ပါအခုတော့ခွေးကြောက်ဝကြကြာနေလိုက်တော့လို့ရှိရင်လေမဒုက္ခိတဖြစ်လာမှာပေါ့ဟာ မင်းကြောင့်လွတ်သွားပြီတွေ့လားတွေ့လား ကဲဘာလို့လဲထားလိုက်ပါတော့အဲ့ဖုန်းနှလုံးကတန်မိုးမရှိပါဘူးဟမ်အခုလိုက်တော့လဲထိုးကားမှာပဲဝင်လာတော့အနောက်ဝမ်းဆန်းနဲ့ဟိုင်းဘုံကောင်းလိုက်အလူရဲ့အလူရဲ့အလူဟိုကဘာခရီးပါနောက်တစ်ယောက်ယူရမယ်ပြီကွာမင်းတို့ကတယောက်ဆိုတယောက်ပဲလူးကြလေအကုန်သေးကုန်တော့ပါပဲအဲ့ဒါမှလေလာမဖို့ကောင်းဟိုနေလာတော့မင်းလာတော့ကွာကျွန်တော်ရေးတော့ခလား ရေကရင်ပြူခဲကောင်းလေဟမ်ငါဖုန်းပြန်ရမယ်ဟဲ့ငါဖုန်းပဲပြန်လေ မရဘူးဖုန်းမရခဲ့ဘူးမင်းတို့၄កောင်လုံးသွားပြီးတော့ဒီဖုန်းလေးတစ်လုံးတော့ရောက်အောင်မယူနိုင်တဲ့ကြောက်တော့ပါ တတိယဒီကောင်เนี่ยဖုန်းကိုတယောက်တည်းလူတာမဟုတ်ဘူးဗျဒီကောင်เนี่ยလေဖုန်းကိုအိုလိုက်ပြီးမီးရှို့တိုင်မှာမှတ်နေရမယ်တယောက်လက်စိတ်ကမီးလူသွားတာ ဟုတ်တယ်
ကျွန်တော်တို့ဘယ်သူနောက်ကိုလိုက်ရမှန်းကိုမသိဘူးတည်း ဘာလို့နားလိုက်မှမသိတယ်မင်းတို့ရှောင်းလိုက်ပေါ့ကွာ ဗျာဟိုကဘယ်ပြေးလို့ပြေးသွားမှမသိတာတည်း အဲ့ဒါမင်းတို့၄ယောက်တော့လိုက်သွားတယ်တော်အတော့မချတဲ့ကောင်ဒီမှာမင်းတို့၄ကောင်လုံးတွေ့မယ်ဆိုပြရ ရှင် ဒီကောင်လေး၄ယောက်ဆိုတော့ဒီလားအတွက်လာတာအကုန်ဖြတ်မြင်လားတော့ကွာ ကျွန်တော်ရေးတော့လား ဒီကရင်ပြူခဲကောင်လေဟမ်ငါဖုန်းပြန်ရပြီဟဲ့ငါဖုန်းပဲပြန်လေ မရဘူးမရခဲ့ဘူး ဖုန်းမရခဲ့ဘူးမင်းတို့၄ကောင်လုံးသွားပြီးတော့ဒီဖုန်းလေးတစ်လုံးတော့ရောက်အောင်ပြူလာနေကြောက်တော့ပါ တတိယဒီကောင်เนี่ยဖုန်းကိုတယောက်တည်းလူတာမဟုတ်ဘူးဗျဒီကောင်เนี่ยလေဖုန်းကိုအိုလာပြီးမီးရှိုးတိုင်မှာမှတ်နေရမယ်တယောက်လက်စိတ်ကမ်းပြီးလူသွားတာဟုတ်တယ်ကျွန်တော်တို့ဘယ်သူနောက်ကိုလိုက်ရမှန်းကိုမသိဘူးတည်း ဘာလို့နားလိုက်မှမသိတယ်မင်းတို့ရှောင်းလိုက်ပေါ့ကွာ ဗျာဟိုကဘယ်ပြေးလို့ပြေးသွားမှမသိတာတည်း မင်းတို့၄ယောက်တော့လိုက်သွားတယ်တော်အတော့မချတဲ့ကောင်ဒီမှာမင်းတို့၄ကောင်လုံးတွေ့မယ်ဆိုပြရ ရှင် ဒီကောင်လေး၄ယောက်ဆိုတော့ဒီလားအတွက်လာတာအကုန်ဖြတ် ဟာဗျာ ညောလာကွာကူကငါလေရှယ်လီနဲ့ငါချိန်ထားတာငါဖုန်းကိုဆက်လို့မရလို့ရှင်ငါ့ကိုစိတ်ကောက်တော့ပါမယ်ကွာ ဖေးတမောက်ဗျာဒီမှာအခုချိန်မှာရှယ်လီကအရေးမကြီးဘူးဖေးခိုးသွားတဲ့အဖေရဲ့ဖုန်းကအရေးကြီးတယ်လေအဖေဖုန်းရိုးဖုန်းမဟုတ်ဘူးလေ iPhone 14 Pro မှာ340ပေးပြီးဝယ်ထားတာလေ ဟာဟဲ့အဲ့ဒီဖုန်းကအရေးမကြီးဘူးရှယ်လီကအရေးကြီးတာကွာ ရေးမကြည့်မလို့နဲ့တေးအဲ့ဖုန်းထဲမှာတစ်ဖေးရဲ့ရေးကြည့်တဲ့ data တွေပါတယ်လေဗျာ ဟုတ်တယ်တည်းဖုန်းကမိုဘိုင်းဘက်ကပတ်စံအပြည့်ပဲအဲ့ဒီပတ်စံတော့သူ့ကောင်နဲ့လွှဲသွားရင်တည်းခွဲပြစ်ပြီနော် ငါလှုပ်လိုက်ရဟမ်ငါလည်းဆယ်ထမ်းမအောင်လားလည်းမပြောနဲ့တဲ့ငါရဲ့ user name password မသိဘဲနဲ့ဘယ်လိုလုပ်ခိုးလို့ရမှာလဲအဲ့လေအဲ့တော့ရှယ်လီလေးကငါ့ကိုစိတ်ကောက်နေလောက်ပြီရှယ်လီဟိုတယ်သွားမှာကွာသွားမှာရဖတ်ဒီဟိုကအပီတူဖုံးသွားခိုးတာအဆင်ပြေပါမလား အဆင်ပြေမှာပါကွာငါအဖိုးကြီးဘယ်မှာရှိရဲဆိုတာသူ့တေချာအကြောင်းကြားထားပါတယ် ဟေ့ဒီကောင်ကအိမ်ထဲမှာပဲဝင်ခိုးဘူးတာအပြင်လမ်းမကြီးမှာခိုးရပါမလား ဟေ့ငါအာပေဒူးစားကိုယုံနေကွာနော်အဆင်ပြေမှာ ဟဲ့ဖတ်ဒီမိကောင်မလေးရတယ်ကွာအဖြေပေးစရာရှိပေးလိုက်တာမဟုတ်ဖုံးခိုးလို့ရမှာအဖြေပေးမယ်ဆိုတော့ဘာကြီးလဲကွာ ဟေ့အဲ့ဒီဖုန်းကငါနဲ့ငါကောင်မလေးရဲ့ဘဝကွာအဲ့ဖုန်းရရင်ငါတို့နှစ်ယောက်လုံးချမ်းသာပြီ ဟာဟေ့ဖုန်းတစ်လုံးရောင်းစားတာဘယ်လောက်ရမှာမလို့လဲ ဟေ့ရောင်းစားဖို့ဖုန်းကိုခိုးတာမဟုတ်ဘူးနော်ငါကောင်မလေးကပြောတယ်အဲ့ဖုန်းရှိလို့ရှိရင်တဲ့အဖိုးကြီးဘန်ရဲ့ပတ်စံတွေကိုသူ့ပတိကိုလွှဲပြောင်းလို့ရတယ်တဲ့ ဟာဟဲ့ငါတော့ငါအဲ့ဒါမြို့ဂျင်းထည့်လိုက်တာဟဲ့ဘန်ထဲမှာရှိတဲ့ပတ်စံတွေကိုဘာမှပတ်စံမထုတ်ဘဲနဲ့ဖုန်းထဲဘလို့ထည့်လို့ရမှာ ဟာဘဲဦးမင်းနားမလဲပဲစွတ်စွတ်တွေပြောမနေနဲ့နော်မိုဘိုင်းဘန်ကင်းဆိုတာရှိတယ်အေးအဲ့ဒီဟာကနေခဏန်းချောင်းလုံးရလာလို့ရှိရင်အဲ့လိုလုပ်လို့ရတယ်တဲ့ အာဟေ့ဖတ်တီမင်းအယူချင်းတမှုမသားခြင်းနဲ့မင်းလည်းအရင်တော့ရေတံမှုပို့တဲ့ကောင်ဘန်ရှိတော့ဖျက်ချောက်ဘူးတာမဟုတ်ပဲနဲ့ ရေတံမှုပို့ရင်လည်းတော့ရောက်ဘူးတဲ့ ဟာဟဲ့တော်နော်မင်းလည်းဒီเจ้าတွေကိုမင်းကောင်မလေးပြောပြမှမင်းသိတာပြောမနေနဲ့တော့နော် ဟာရောက်ဟိုမှာအာပေဒူးလာနေပြီဟာဟဲ့ဘလူဖြစ်တာလဲကွာဟဲ့ မင်းအနေနဲ့ရော့ဒီကမင်းလို့ကျင်တဲ့ဖုန်း ဟာဟုတ်တယ်ဒါအဖိုးကြီးဖုန်း အေးမင်းလို့ကျင်တာရပြီနော် အေး ငါတောင်းဝင်ကြည့်တယ်နော် ကြည့်ပါတယ်တကယ်ကြီး သွားတော့မယ် နေအောင်ကွာခဏဟိုရှယ်ရီလေးငါကောင်မလေးလာလိမ့်မယ်တခါလေးမိတ်ဆက်ပေးမယ် တို့ပါပြီကွာမိမဆက်ပါနဲ့တော့ဒီပါတရောင်းစစ်တွေလည်းပုံးပဲ့နေပြီ အေးကွာ စောင့်မြန်ပြီးတော့ဆေးလေးပါလေးထည့်အောင်မယ် အေး ဖဒီမင်းပြောတော့အဖိုးကြီးတယောက်တည်းဆိုတော့မှပါလာတာနဲတာမဟုတ်ဘူးမင်းကလည်း ဘျူးစားကွာရောက်ငါကောင်ကျေးဇူးပဲနော်ဖုန်းတော့ရလာပြီရောက်နေငါနဲ့ရှယ်ရီနဲ့နီးစက်တော့မယ်တဲ့ ကဲလို့လဲရောက်နေရကြပြီလားရှင်းနေ မရှယ်ရီလိုချင်နေတာဒီဖုန်းမှာကိုယ့်ရည်ချင်းကိုရှယ်ရီမြင်ပြီနော်နေကမှာ ကဲကြည်လိုက်အောင်အော်ဟိုလေကျမတို့ဒီနောက်ကရှူကင်းလေးနဲ့တော့ရိုက်ပေးပါဦး ရိုက်ပေးလိုက်ရိုက်ပေးလိုက် အေးဟုတ်တယ်ရိုက်ပေး သိပြီလား ဟောရှင်းရဘလို့ကိုင်းတော့ရှင်းရဘလို့မရိုက်တတ်တယ်လည်းမဟုတ်လားတော့ရှင်းဒီမောက်ရိုက်ပေးရ ဟောရိုက်ပေးရမယ် ရိုက်ပေးရမှာ ဟို တက်လာလေးရိုက်နော် တော့နည်းနည်းလေးဆုပ်လိုက် ပြုတ်ကြပါမှာပေါ့ရှင်းရလဲ တော့ဆက်လို့မရဘူး ဒီလိုရရ တေချာရိုက်နော်နောက်ကတောင်းနေပေါ်အောင်ရိုက်နော်ဟောကျမရိုက်မှာလေကဲရှင်းရလေအတော့မကြောက်ဘူး ဘာဖြစ်လို့လဲ ဖွင့်လို့မရဘူးရှင်ဖုန်းမလာနဲ့တူတယ် ဖုန်းမလားမဟုတ်ပါဘူးဒီဖုန်းပါပဲဒီမှာလေအနောက်မှာ3လုံးပါတယ်လေရှယ်လီရဲ့ ။အော်သုံးလုံးတော့ဟုတ်တာဗော။ဒါပေမဲ့ဒီဖုန်းမဟုတ်တခြားဖုန်းဖြစ်လိမ့်မယ် ဟာ ။ကဲကွာ ဘိုးကြီးကဖုန်းတွေဘယ်နှလုံးကင်လဲမသိဟိုကောင်းလေဘာလို့မားခိုးလာလဲကွာ ။ကျွန်တော်ရှင်းခိုးလာမဟုတ်လား မဟုတ်ဘူးရှယ်လီရဲ့ကိုတငယ်ချင်းတယောက်ခိုးပေးတာ ။ရှင်းနေရင်ခိုးလာတာ။ तू ရောက်လာလေဘယ်ရောက်လာလဲ စွမ်းမလေးပဲပြန်သွားပြီဟိုရှယ်လီနဲ့တော့မိတ်မဆက်ပေးလိုက်ရဘူးပဲ ။အော်ကဲအဲ့ဒါဆိုလဲသွားအဲ့ဖုန်းပြန်သွားခိုးခဲ့တော့ ပြန်သွားခိုးရမယ် ။ခိုးရမှာဗော။ခိုးရမှာမရလား
အဲ့ဒါဆိုလို့ရှိရင်ကိုလိုချင်တာမရသေးဘူး ။အော်ဘယ်လိုရမှာလဲ။ကျမလိုချင်တာမှမရကိစ္စ။ရှင်းလိုချင်တာဘယ်လိုရမှာ။သွားပြန်ခိုး။တော်တော့မကြပဲ။စင်ပြီလား။အေးပြီလေ။ငါပြန်ကောင်ပဲကုန်ရောက်ပြီနော်။အေးသူတငယ်ချင်းဆိုတဲ့ကောင်လွတ်သွားပြီ။နားလေဟာ။ခွေးရှိအောင်ပါနော်။လာတော့တော့ပါမယ်။ ရောထွန်းထွန်းလေးငါရွာပြန်တော့မယ်ကွာကြောက်လေးအောင်လို့စီးပွားရေးများလုံမလားဆိုပြီးမျိုးတက်လာတာတိတ်တရာအလင်ခံရသေးတယ်ရလာတဲ့ရွာနေရလဲအတူတယ်တော်သေးတာပေါ့ငါတေချာကြည့်ပြီလို့ပေါ့တေချာမကြည့်ပဲတွားများရောင်းပြီလို့ကတော့ကွာအချုပ်ထဲကိုတိုင်းရအောင်ပါမလေးကမကောင်းငါရွာပြန်တော့မှာကွာရွာပဲပြန်တော့မယ် ငါလည်းမင်းတို့စိတ်မကောင်းပါဘူးကွာငါဟိုတယ်မှာဖြစ်တယ်ဆိုတော့ငါလည်းဘလို့မှမကူညီနိုင်ဘူးလေကွာဒါပေမဲ့ကူညီနိုင်တယ်တော့မင်းကိုကူညီမယ် ငါ့ကိုကူညီမယ်အေးကူညီသမောင်ကွာလုံးစမ်းပါ ဝင်းတော့ခဏလောက် ဟုတ်လာပြီတလေး ဟုတ်လာပါပြီဒီကောင်ရောက်တယ်ကနေအခုချိန်ထိဟိုတယ်တဲတာအခန်းကဘယ်လောက်ရှိလဲ ခန်းက9သိန်းပဲပါ အေးအဲ့တခါတည်းတော့ ဟိုပြောတော့ကူညီမလို့ဆို နားမယ်လေပြီးတော့ तू စားတာတောက်တာတွေရောအဲ့ဘယ်လောက်ကြလဲ စားတာတောက်တာကမနေ့စားရယ်နေ့လယ်စားရယ်ညနေစားရယ်ဆိုရင်9သိန်းပဲလောက်ရှိရတယ် အေးအဲ့တခါတည်းတော့ ပြောတော့ကူညီမယ်ဆို နားမယ်လေကွာမင်းရလေပြီးတော့ तू မူးပြီးတော့ဖန်ခွက်တွေရိုက်ခွဲတာရှိတယ်အဲ့ဒါဘယ်လောက်ကြလဲ ဟောအဲ့ဒါ4000နဲ့ အေးအဲ့တခါတည်းတော့ ပြောတော့ကူညီမယ်ဆို နားမယ်လေကွာပြီးတော့အေးအခင်းနေစိုးထင်တာတွေရှိလား ဟာရှိတယ် ဟုတ်တကယ်ဟိုအဲ့ဒါထားလိုက်ပါကွာမင်းလေဒါလေးတော့ထားလိုက်ပါကွာမင်း ဒါလေးတွေကတော့ရှော်လိုက်ရင်ရတာဗောနော်အဲမင်းကိုယ်တိုင်ရှော်ရမှာနော် ငါရှောအောင်ပါ ဟုတ်တယ်လေမင်းကြောင့်စိုးနေတာမင်းရှော်ရမှာဗော အေးပါကွာဟိုရောရတဲ့ဆိုင်ရှောရတာတော်ပါသေးတယ်ရှော့မယ်ဟိုပြောတော့ကူညီမယ်ဆို လာမယ်လေဟဲ့ပြီးတော့ဒီကောင်အဲ့တရုတ်လိန်သွားတော့ဒေါသဖြစ်ပြီးရေခဲတက်တာတကားယူကန်ထားတာဟုတ်တယ်အဲ့ပြင်းလို့ရလား ပြင်လို့မရတော့တဲ့သူကစပယ်ပဲမလာဘူးတဲ့ အေးအဲ့ဆိုမေးလိုက်နော်ဘယ်လောက်ကြလဲပြီးရင်တခါတည်းရောတော့ ဟိုပြောတော့ကူညီမယ်ဆို လာမယ်လေကွာပြီးတော့ခေါင်းရင်ကဘယ်မှာမှန်နေ ဟုတ်တယ် အဲ့ဘယ်လိုကြောင့်ကွဲတာ ဩကျွန်တော်လည်းမသိဘူးတဲ့ရာအဲ့ဒါလေးမှအချက်တိုင်းမှာရွှေလျှောက်ပေါင်းဆိုရေးပြီးအကုန်ရိုက်ခွဲနေရပဲဗျဒါပေမဲ့ကျွန်တော်လည်းတတိနဲ့တငယ်ချင်းတွေဆိုမပြောရဲဘူးဗျ ဒီဘောမင်းအဲ့ဒါဘာဖြစ်လဲ ငါလည်းကွာဟိုအဲ့ဒီရွှေလျှောက်ပေါင်ဆိုတဲ့ကောင်ငါတမကျင်တာဒီကောင်ကိုတမလို့မရတာနဲ့လေမှန်နေမှာရွှေလျှောက်ပေါင်လို့ရေးပြီးငါအာသာများပြင်မလားဆိုပြီးငါစော့တာကွာစော့တာ အော်မင်းခံစားကြတယ်ငါနားလဲပါတယ်ကွာအယောတခါတည်းတောင်း ပြောတော့ကူညီမလို့ဆို လာမှာပေါ့ဒီမှာမင်းကငါနောက်ဆုံးမှားမယ် ဟုတ်ကဲ့တဲ့ အကောင်စောင့်ကြည့်တာအကောင်အဲ့ဒါတွေအယောမပေးဘဲနဲ့ထွက်ပြေးရင်တခါတည်းရဲလဲအပ်လိုက် ရဲတယ်ပါအောင်ပြောတော့ကူညီမှာဆို အဲ့ဒါမင်းကိုကူညီတာလေ ဒါကူညီတာမလေးကွာဟဲ့ဘဲမှမသွားဘူးကွာဘဲမှမသွားဘူးအဲ့ဒီရွှေလျှောက်ပေါင်ဆိုတဲ့ကောင်မတွေ့မချင်းမင်းဟိုတယ်ကနေငါတလန်းမှမသွားဘူးမလေးသိန်းတရာအလင်ခံသေးတယ်မင်းဟာဒီလဲငါရောအောင်မယ်ဟဲ့မသွားဘူးကွာမသွားဘူးမင်းပတ်စံနေလဲငါလောလောဆယ်တပြားမှမပေးနိုင်သေးဘူးမင်းကြိုက်တာလုပ်ကွာ တော်သေးတာပေါ့ကွာငါသာအပြင်းမြန်လို့အဲ့ဖုန်းကိုရလာတာလေမင်းတို့ ဟဲ့ဘာအမြင်ပြင်းပြန်လို့လဲကွာရောက်မင်းစီကိုရောက်ငါဘယ်လောက်ပြေးလာတယ်လဲရောက်ငါအကြောင်း iPhone ရမင်းရောက်လာပြီးတော့ ဘာမှရှောင်းပြောတယ်ငါကြောင့်ရတာငါအပြင်းမြန်လို့တော့မဟုတ်မင်းတို့စီရောက်မှာမဟုတ်ဘူး မင်းတို့လေကွာတော်သမားအိတ်ဖုန်းကငါလူလာတာပါငါလူပြီးပြေးလာတော့အိတ်ဖုန်းရောက်လာတာပါမင်းတို့ကလည်းခမရောက်သားဖားလေနော်ပြေချာမာလာတာကိုလွဲပြအောင်လွဲသေးတယ် ဟာရမင်းအဲ့ဇလန်ပြီးသွားပြီနော်သားပါနဲ့ထဲထဲမပြောနဲ့မင်းကလည်းမင်းနဲ့ငါတို့နှစ်ယောက်နဲ့ဇက်တိုက်တာတော့အဲ့လိုမဟုတ်ဘူးလေကွာဟိုလူကြီးကဖုံးမှမပေးတာငါဘယ်လိုဆက်လို့ရမှာလဲ နင်ကမပေးရလူပြေးပါလားကွာခမရလေစတော့သေးတော့မလို့ပြီးတော့ထပြီးတယ်ခမရထပြီးတော့အကုန်အလိန်ပေါ်ကုန်ရောဗျ မပြေးလို့မရဘူးလေမပြေးရင်ဒီကောင်ပြောသလိုတကယ်အတုပဘာသိဖြစ်သွားမှာပေါ့ တော်ပါပြီအတုပဘာသိရင်ဟဲ့လားဟုတ်ကိုဘာသိရင်ဒီမှာဘာပဲပြောကွာအဲ့ဒီဖုန်းကဟိုကောင်ဖက်တီးစီရောက်သွားရင်ဖက်တီးကတတိဖြစ်ပြီဟဲ့အဘဒူမင်းဖက်တီးစီကိုတရားဟောပြီးခဲ့လား ပေးခဲ့ပါတယ်မင်းဖက်ဒီကိုတေးချောင်းလက်ထဲကိုထည့်ပေးခဲ့တာ ဟာဟဲ့ဖက်တီး iPhone ရငါယူလာတော့ရအဲ့ဆော့ပြောနေတယ်ဖက်တီးကငါယူလာတော့ရ ဟုတ်ငါယူတာတော့တန်းပါကွာတော့တန်းပါကွာခဏလေးနေကြအောင်ဟဲ့အဘဒူမင်းအဖိုးကြီးဖုန်းခိုးခဲ့ပါဆိုဘယ်ဖုန်းတွေခိုးလာလဲကွာ ဟုတ်လို့လေ ဟဲ့ဖုန်းမားနေတယ်တဲ့ရှင်ကြီးက မမားပါဘူးအဖိုးကြီးတဲ့ထဲမှာကင်ထားတဲ့ဖုန်းကိုလူလာတာလေကွာမင်းကလေ ဘေးပါကွာ ဆိုရင်အဲ့ဖုန်းကြီးတဲ့ထဲမှာဖုန်းကတစ်လုံးလားနှလုံးလား မောင်လူပတ်ဆိုင်နဲ့ဖုန်းတစ်လုံးမရှိရ ဟုတ်ပါတယ်ပတ်စံနဲ့ဖုန်းမရှိတော့မင်းကလေ ဟာအဘဒီအဲ့ဖုန်းလူရတဲ့ရာဇဝင်ငါ့ကိုတရားရှင်းပြတာဟဲ့နေမပြောပြတာဟုတ်လား ကျွန်တော်ပြောရလေ ဟိုပြောသေးတော့ပြောထားတယ်ငါတေချောင်ထပ်ပေးတာ ဟ
ဒီလိုဗျာကိုပါတဲ့ဟိုဒီဖုန်းရလို့ရှိရင်တဲ့ကျွန်တော်ကောင်မလေးကအဲ့အဖိုးကြီးဘန်ထဲကပတ်စံတွေကိုတဲ့သူ့ဘန်ထဲကိုပြောင်းလို့ရတယ်တဲ့ပြီးတော့ဗာလဲ OTP လားဗာလားမသိဘူးခဏ6လုံးကြာလာလို့ရှိရင်တဲ့ဒီဖုန်းထဲကိုကြာမှာတဲ့အဲ့ဒါကြောင့်ကျွန်တော်ဒီဖုန်းကိုသွားကိုးခဲ့တာဟာဟေ့ message ပေါက်တဲ့ကိုကဏ္ဍ6လုံး OTP ကြာသွားပြီပတ်စံတွေပါသွားပြီမရှိတော့ဘူးဘာသိအဲ့လောက်မညံ့ဘူးနော်မဖြစ်နိုင်ပါဘူးဗျာဟိုလွှဲပြီးပြီသူ့စီကိုရောက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တဝက်ပေးမယ်လို့ပြောထားတယ်ဗျာရောဖရီနေစမ်းအောင်ရောအိတ်ကောင်မလေးကမင်းပြောတော့မင်းလိုပဲ तू ကလည်းဖုန်းတော်ဒီပဲဆိုဟုတ်တယ်လေကွာအဲ့ဒါကြောင့်လဲဒီကိုအတူတူလှုပ်ရှားကြတာဗောတေးကြပြီအဲ့ဆိုတော့မင်းကိုထည့်ပါပြီငါတင်တော့ तू ပတ်စံနေအားလုံးကိုလွှဲပြီးလို့မင်းကိုအိတ်ဖုန်းကြီးပြန်ပေးလိုက်တာဟုတ်တယ်ဆိုတော့ဟိုကောင်တွေကဒီဖုန်းပြောင်းလို့ဆိုပြီးတော့ဖုန်းကိုချေခံပြီးလိုက်ရင်ဖုန်းကမင်းစီမှာမင်းကွိုက်တက်ပြီးရအောင်ဒါပေမဲ့ကွာဒီဖုန်းကခိုးနိုင်ခဲ့လို့ရှိရင်ငါ့ကိုအဖြေပေးမယ်တဲ့ကွာကြီးတော့မင်းအဖြေလိုချင်သေးတယ်ဖျောက်သူမှနေလဲသိလားနေတဲ့အိမ်တော့မသိဘူးဟိုနေတဲ့ဟိုတယ်တော့သိတယ်သိလိုက်လာပုံကြည့်ပြီမလားမြင်လာပါဟဲ့နင်ကလည်းအရေးကြောင့်အရမ်းကြတယ်နင်ပစ္စည်းလည်းငါသိမ်းနေရသေးတယ်လေနင်ကလည်းအခုအဲ့လေးမပြန်ဟုတ်ကဲ့ဟာဟဲ့ကိုကြီးအမေဒီရောက်နေလားဟုတ်တယ်ကျွန်တော်ဒီဟိုတယ်မှာလောက်ရသွားပြီဗျအတော်ပဲကွာငါတို့ဒီဟိုတယ်မှာနေတဲ့ကောင်မလေးတွေကိုလာရှာတာကွာဘယ်လိုပုံစံလေးလဲပြပြလိုက်လေဘယ်လိုပုံစံလဲဆိုတော့ဇမင်းကလောက်ပါကြီးလေအသားပြပြအလန်းစားလေးပဲသူနဲ့အဖော်ပါတဲ့တယောက်ကလည်းသူ့လိုပဲအလန်းစားပဲဩအဲ့ဒါဆိုရင်ဟိုအပေါ်တက်မှနေသွားတဲ့ကောင်မလေးမြောက်နေတူပဲဗျရှိတာပုံမှန်ရှိတာဟာမရှိတော့ဘူးစောနာမှာချက်ကောက်လုပ်ပြီးတော့ထွက်သွားပြီထွက်သွားပြီဟုတ်ကဲ့ဖေဘယ်တော့သွားလဲဘယ်လိုသွားမသိဘူးဗျကျွန်တော်တို့ဒီဟိုတယ်ကနေပြီးတော့တုတ်ငါပြီးထွက်သွားတာပဲမဟုတ်အဲ့မြောက်မရရင်တခြားကုန်နေရှိပါသေးတယ်ဟာရေးတယ်မကွာထွက်သွားထွက်ကြည့်လို့ရဟုတ်ရောငါဘလို့မှမယုံကြည်နိုင်ဘူးကွာလက်မခံနိုင်ဘူး这年了哈，好嘛，这家风过来搞嘛。好，快点拆了，没有，来上要来他。哇，头壳好呗，好，你搞干完了，你搞干完了，你别呢。嘿，快点，မင်းလက်ထဲကဖုန်းကငါဖုန်းတော့မင်းအဲ့ဖုန်းဘယ်ရရပြောစမ်းဟမ်ဘယ်ရမလဲဖေဟာဟိုကောင်လူသွားတာလေဟဲ့ရမင်းတို့နှစ်ယောက်ကတစ်ဖွဲ့တည်းမလားဟမ်တတိအဲ့ကောင်လူလေရွာတလိုက်ဆိုတော့မဟုတ်ဘူးဟုတ်တယ်လေပြေးတော့ယူငါဖုန်းပဲဟဲ့ဘယ်အောင်မလုပ်နဲ့နော်မတော့တယ်နော်ခဏဟဲ့တခါမယူပါဟဲ့ပြောတယ်ပြောတော့မလို့ဒီမှာကောလာဟုတ်တယ်တက်ဟုတ်တယ်တိတ်တယ်ပေါက်ဝဲဆိုင်တယ်ဟုတ်တယ်တိုင်းလို့လေတိုင်းရပါလို့လေတိုင်းရနော်မင်းတိုင်းမရနဲ့နော်တိုင်းမင်းကတိုင်းရှိတယ်မင်းတို့လူတော့ရောက်တော့မဘုံမဝိုင်းနေတယ်စစ်စစ်ဟာဖေးသမီးလေးဟိုဝစ်စားအိတ်ဒီပါနေဘလို့ဖြစ်လာတာတော့သမီးရဲ့ဩဖေးရဲ့သမီးတို့ကိစ္စအဆင်ပြေသွားပြီဆိုတော့ဟိုတယ်မန်နေဂျာမရုပ်လေအိမ်မှာပဲပြန်လာနေတော့တာပေါ့မင်းသမီးဟိုအဆင်ပြေသွားပြီဆိုတာဘာလို့ပြောတာလဲဟာဖေးသမီးတို့တိုင်ပင်ထားတဲ့ကိစ္စရှိရလေကိုသားဖားနေရဲ့ပတ်စံတွေပေါ့သမီးရဲ့ဘန်းကောင်တွေကိုရောက်သွားပြီဖေးတို့ကြောက်စရာမလိုတော့သမီးဟုတ်မှလည်းလို့ပါကွယ်တို့ကြရဲတွေပါတွေတိုင်နေငါသမီးဒုက္ခရောက်နေဦးမယ်ဖေးလေစိတ်ဘူးစမ်းပါနဲ့တို့ကလေသမီးလုံမယ်တော့သိတာမဟုတ်ဟိုသမီးတို့လိန်သွားဖရီကောင်သိရမလားအေးသမီးတို့ပြန်ပြီးထိုးကြွေးခဲ့ဒီကဲငါသမီးအဆင်ပြေပြီးတာပဲဖေးတော့ဘာမှနားမလဲတော့ဂျယ်လီယေဂျယ်လီ哦，没谁理要你啊。我嘞，今年来这里没去边我来。အခုလေးတွေပြင်ထွက်သွားတယ်သမီးရဲ့ဟဲ့သမီးဘာကြီးတာလို့နေရကဲဖေးအဲ့ကိစ္စလေးရှင်းရအောင်မယ်ဟဲ့မမငါ့ကိုတခြားကြည့်စမ်းဘာဖြစ်လို့လဲမရှိဟာ
နင့်ကိုရှင်းရတယ်ဝေးလိုက်တာဟဲ့ဒီမှာငါရှယ်လီမဟုတ်ဘူးဂျယ်လီရှယ်လီဆိုတာလဲငါပဲဂျယ်လီဆိုတာလဲငါပဲတေချာကြည့် ရှယ်လီကလည်းနင်းအေးလေဂျယ်လီကလည်းနင်းနင်းပြောတော့ရှယ်လီနဲ့ဂျယ်လီကအမွာညီမဆိုအဲ့ဒါဘယ်လိုဖြစ်ရလဲ အေးရှင်းပြအောင်ပါပေါ့နော်ငါတို့အိမ်ယူလိန်သွားတာလူလိန်2ယောက်လေအေးအဲ့တော့ငါလည်းဇိုင်းနှမျိုးခွဲပြီးတော့ငါလည်းသူတို့ပြန်လိုက်စုံစမ်းရတာပေါ့ ဟောအဲ့လိုလားဟာနင်းကလည်းအားမြန်ကအစကလည်းပုံပုံလင်းလင်းပြောခဲ့တာမဟုတ် အမလေးနင့်ကိုမြန် sorry တဲ့ပြောရင်လေတရက်ကွက်လုံးသိပြီအေးအဲ့လိုတရက်ကွက်လုံးသိလို့ကတော့ဟိုလူလိန်2ယောက်ကလည်းပြေးမှတန်းနေရပဲသိလား